ဝမှာတင့်ကိုငွေရှာပေးနိုင်တဲ့အရာသုံးခုရှိတယ်ခွန်အားအတွေ့အကြုံနဲ့ပညာပါခွန်အားရဲ့အတွေ့အကြုံပညာခွန်အားဆိုတာကန့်သတ်ချက်ရှိပါတယ်အတွေ့အကြုံနဲ့ပညာကတော့အကန့်အသတ်မရှိသိမ်းဆဲလို့ရပါတယ်ငယ်ရွယ်စဉ်မှာခွန်အားကငွေရှာပေးနိုင်ပေမဲ့အသက်တစ်ဖြည်းဖြည်းကြီးလာတဲ့အခါအတွေ့အကြုံနဲ့ပညာကသာငွေရှာပေးမှာဖြစ်ပါတယ်တင်အသက်ကြီးလာတဲ့အခါခွန်အားနဲ့ဝင်ငွေရှာလို့မရတော့ပါဘူးငတ်ပါမယ်အသက်အရွယ်နဲ့မျှတဲ့ပညာနဲ့အတွေ့အကြုံရှိတဲ့အခါတဲ့အတွက်ငွေမရှားပါဘူးတချို့အသက်ကြီးလာတာပတ်စံမရှိတာဟာပညာနဲ့အတွေ့အကြုံမရှိလို့ပါလစာနဲလို့စိတ်မနစ်ပါနဲ့အတွေ့အကြုံနဲ့ပညာရတယ်လို့မှတ်ပါတနေ့တင်ခေါင်းဆောင်ဖြစ်တဲ့အခါလူငယ်တွေကလေးစားခံရတဲ့အဖြစ်ဝင်ငွေပါကောင်းပါလိမ့်မယ်အခုဒီဗီဒီယိုကို share သွားလို့ရပါတယ်